အဲ့တော့ကိုတို့ဒီနေ့ family နဲ့ပတ်သက်တဲ့ဟာလေးစရှင်းအောင် fine new ကိုတို့ထုံးစံတိုင်းပဲကိုတို့ဘယ်သွားမလဲဆိုတော့ကိုက window family သွားလိုက်မယ် window FD ရပဲသွားလိုက်မယ်ဒီနေ့တော့မနေ့ကဟာတယ်နည်းလေးရှုပ်တော်ပြီးသွားကြည့်အောင် sorry ဒီနေ့တော့မနေ့ကဟာတဲ့နည်းလေးပို့ပြီးတော့ရှုပ်ထွေးတဲ့ဟာလေးတစ်ချက်တော့သွားကြည့်အောင်ဘာကြီးသွားမလဲဆိုတော့နံပါတ်1ကတကား3ချက်ပေါ့နော်ဘေးမှာ3ချက်တွဲဘေးမှာ3ချက်တွဲကိုပိန်ပါလေးချက်သွားကြည့်အောင်အဲ့တော့ကိုတို့ဒီထဲမှာအရင်ဆုံးကိုတို့ဘယ် view ကနေစဆွဲမလဲဆိုလို့ရှိရင် HDR view ကနေစဆွဲမယ်ဆိုတော့ project browser ဘေးကနေပြီးတော့ HDR view အဲ့ဒီအားလုံး clear ဖြစ်လားဟယ်လိုကြားလားအဲ့တော့ HDR view စဆွဲမယ်ဆိုကိုတို့ဒီတိတကယ်ဆွဲမှာဘေးမှာ3ချက်တွဲ3ချက်တွဲဆိုတော့ကိုတို့အရင်ဆုံးဘာလို့မလဲဆိုတော့ဒီမှာကကွာမြင်းချောင်း3ချောင်းရှိတယ်1 2 3ကိုတို့ဆွဲမှာက3ချက်တွဲဆိုတော့ဘေးမောက်က3ပေါက်ဆိုတော့သူက2ပေါက်စာပဲရှိတယ်အဲ့တော့2ပေါက်စာပဲရှိတယ်ဆိုတော့ကိုကဘာလို့ရမလဲဆိုတော့3ပေါက်စာဖြစ်အောင်လို့ကိုက reference line တွေကိုယူပေးရမှာပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲ create ကိုသွားမယ်သွားပြီးတော့ create ကိုသွားပြီးတော့ create တက်ထဲမှာဘာရှိလဲဆိုတော့ select ရယ် property ရယ် font ရယ် model ရယ် control ရယ် connector ရယ် data ရယ်အဲ့ဒီမှာဘာရှိလဲဆိုတော့ data တွေကနေပြီးတော့ကိုတို့ဘာယူပေးရမလဲဆိုတော့ reference plane ကိုယူပေးရမယ်စကားမဆက်ခဏလေးကိုတခုတော့ပြောမလို့ကိုတို့ပုံဆွဲခင်လေးအရေးဆုံးချက်ကဒီ select ကိုယူလိုက်ရေးပြီးတော့အမှတ်ကလေးအကုန်လုံးပေးထားနော်အောက်ဆုံးကတစ်ခုကလွင်ကျွန်တော်ဟာဒီအကုန်လုံးအမှတ်ကလေးပေးထားအောင်နော်အားလုံးကြားလားအဲ့တော့ကိုတို့ modeling စာဆွဲပြီးဆိုရင်ဒီ select ကိုယူပြီးတော့ဒီမှာရှိတဲ့အမှတ်တွေအကုန်ပေးထားလိုက်အောက်ဆုံးတစ်ခုတော့ဖြုတ်ထားလိုက်ပါနော်၄ခုပေးထားတယ်နှစ်မို့ဆိုရင်နောက်ပိုင်းကျရင်ကိုလုံးလို့ရတာတွေလိုက်လို့မရမှာဆိုလို့အဲ့တော့ဒီ select မှာအပေါ် select ကို၄ခုလုံးပေးထားမယ်အဲ့တော့အရင်ဆုံးကိုဘာလုပ်မလဲဆိုတော့ဒီမှာကွာမြင်းချောင်းတစ်ချောင်းနှစ်ချောင်းသုံးချောင်းရှိတယ်နှစ်ချမ်းပဲကိုတော့ဆွဲလို့ရတယ်ကိုတော့သုံးခုဆွဲမှာဆိုတော့သုံးပိုင်းလိုတယ်အဲ့တော့ create ကိုယူမယ်ယူပြီးတော့ reference plane နဲ့ယူလိုက်မယ် reference plane ပေါ့နော်ယူပြီးတော့အလယ်မှာတစ်ချောင်းထည့်မယ်နောက်ဒီအလယ်မှာတစ်ချောင်းထည့်မယ်ဟုတ်ပြီကိုတို့ကတကယ်ကြတော့ကိုတော့သုံးပိုင်းခွဲဆွဲမှာအလေဒီအလယ်မှာရှိတဲ့တစ်ခုကကိုတက်မလိုအပ်ဘူးသူ့ဖိုက်ထားတော့လည်းအဆင်မပြေဘူးပေါ့နော်မပြေဘူးဆိုတော့ဒီကောင်းလေးကိုခဏမိထားလိုက်မယ်ကိုတို့တကယ်ဆဲမဲ့မြင်းချောင်းဒီတစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းအလဲအကောင်ကိုတော့ဖယ်ထားလိုက်မယ်ဆိုရင်ကိုတော့ကွက်ဒီ၃ကွက်ဖြစ်မှာတစ်ကွက်နှစ်ကွက်သုံးကွက်အဲ့တော့ကိုရဲ့မြင်းချောင်းလေးကိုကအညီမျှထားမယ်ဆိုရင်ဘာလို့ပြရမလဲဆိုတော့ dimension တိုင်းပေးရမယ် dimension ကဒီပေါ်မှာရှိတယ်ဟိုနေ shortcut နဲ့ခေါ်မယ်ဆိုလို့ရှိရင်တော့ shortcut သုံးမယ်ဆိုတော့ di ပေါ့နော် distance ပေါ့ sorry ဒီနေ့ align dimension ပေါ့နော်ယူပြီးတော့အစမြင်းချောင်းရယ်ကိုတို့ဆွဲတဲ့ brown ဆုံးမြင်းချောင်းအလေမြင်းချောင်းကိုလုံးဝမသုံးဘူးကိုတို့ဆွဲတဲ့ဒုတိယမြင်းချောင်းရယ်နောက်ဆုံးမြင်းချောင်း dimension တွေကအရင်ရှုချက်ခတ်နေတယ်ဆိုတော့ဘာလို့လို့ရလဲဆိုတော့ scale ရဲ့မှာ scale သွားပြီးတော့ကိုတော့1 by 3 by 8 scale လောက်ထားလိုက်မယ် sorry 1 by 8 scale လောက်ထားလိုက်မယ်3 by 4ဒီသေးပါနည်းလေးထပ်သေးမယ်ဆိုတော့ကလပ်မ scale ပေါ့နော်အဲ့တော့ dimension တော့တိုင်းပြီးသွားပြီဒီမှာရှိတဲ့မြင်းချောင်းလေးဒီအညီမျှဖြစ်မနေဘူးအဲ့တော့သူ့ကိုဘာလို့မလဲဆိုတော့ dimension ကို select ပေးပြီးတော့အလဲကနေပြီးတော့ equal ကိုယူထားလိုက်အဲ့ဒါဆိုလို့ရှိရင်ကိုရဲ့ dimension လေးဒီကိုရဲ့ dimension လေးဒီဘာဖြစ်သွားမလဲဆိုတော့ဒီမြင်းချောင်းနဲ့ဒီကောင်နဲ့ဒီ equal တပေလေးဖြစ်သွားမယ်ဒီကောင်နဲ့ဒီကောင်နဲ့ဒီဘယ်လောက်ဖြစ်သွားမလဲတပေလေးဖြစ်သွားမယ်တပေဖြစ်သွားမယ်ဒီကောင်နဲ့ဒီကောင်ဒီဘယ်လောက်ဖြစ်သွားမလဲတပေဖြစ်သွားမယ်အဲ့ဆိုရင်အားလုံးဒီကိုတို့မြင်းချောင်းဒီကနေဒီကိုတပေဒီကနေဒီကိုတပေဒီကနေဒီကိုတပေအဲ့ဆိုမြင်းချောင်းအားလုံးဘယ်လောက်ဖြစ်သွားမလဲတပေစီအညီမျှဖြစ်သွားမယ်အဲ့တော့ကိုတို့မြင်းချောင်းဒီ၃ချက်ညီမျှရသွားပြီဆိုလို့ရှိရင်ကိုကဘာလုပ်မလဲဆိုတော့ frame တစ်ခုကိုထပ်ပြီးတော့ creation လုပ်တော့မယ်frame တစ်ခုကိုထပ်ပြီးတော့ creation လုပ်မယ်ဆိုကိုတော့အရင်ဆုံးဘာနဲ့လုပ်မလဲဆို create ကနေပြီးတော့ကိုဘာနဲ့ယူမလဲဆို extrusion ယူပြီးလို့ရှိရင်ကိုကဘာလုပ်မလဲဆိုတော့ကိုတို့6ကက်ဆွဲမယ်ဆိုရင် rectangle ယူပြီးတော့ဒီစီအားလုံးဆွဲလိုက်မယ်ပြီးရင်ကိုတော့ဘာလုပ်မလဲ log ကိုအားလုံး၄ခုချလိုက်မယ်ဆိုရင်ဒီမှာအားလုံးကလော့မိသွားပြီအဲ့တော့ frame တော့ကိုတို့ဘယ်လောက်ယူမလဲဆိုတော့တစ်လက်မကွဲနှစ်လက်မလောက်ယူလိုက်မယ်ပေါ့နော် offset ကိုတို့ frame ကိုဘယ်လောက်ယူမလဲဆိုတော့နှစ်လက်မဒါဆိုရင်ကိုတို့ဒီကောင်လေးကိုကဒီအောက်ကိုချမယ်ဒီကောင်လေးကိုချမယ်ဆိုဒီကောင်လေးလည်းကိုကအပေါ်ကိုချမယ်ပြီးလို့ရှိရင် rectangle နဲ့ကောက်လို့ရဒီမှာကိုလှုပ်ချက်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့
အဲ့ဒါကဘာလဲဆိုတော့ကိုအမြန်ပေါ့နော်ဒီကောင်လေးကိုပတ်ပတ်လေကိုအထဲကိုတခါလေးရိုက်ချင်တယ်ဆိုရင်ကို offset ယူလိုက်မယ်မောက်ကလေးကိုဒီမှာထားမယ်ဒီဘက်ပေါ်ကနေတက်ခေါက်ဒီဘက်ပေါ်ကနေကိုတက်ခေါက်မယ်ပေါ့နော်ခဏလေးကိုအင်းဆွလိုက်မယ်โอเคအဲ့တော့မောက်ကလေးကိုဒီမှာထိထားပြီးတော့ keyboard ပေါ်နေတက်ခေါက်ဒီကောင်လေးခေါက်မယ် keyboard ပေါ်ဒီတက်ကလေးခေါက်မယ်အဲ့ဒါဆိုရင်မောက်ကလေးကိုကိုဒီမှာထိထားလိုက်ထိထားပြီးတော့တက်ခေါက်လိုက်တက်ခေါက်လိုက်ပြီးဆိုရင်ပတ်ပတ်လေခွင်းတွေအကုန်ပတ်ပတ်လေခွင်းတွေအကုန်လုံးပါလာဒီမှာပတ်ပတ်လေခွင်းတွေအကုန်ပါလာတယ်အဲ့တော့ဒီမှာမောက်ကလေးကိုထားမယ်တက်ခေါက်လိုက်အဲ့တော့မှကိုက click ချက်နှိပ်လိုက်ဒါဆိုရင်ကိုတို့ဒီထဲမှာပတ်ပတ်လေကိုခွင်းလေးတစ်ခုရသွားပြီတွေ့ရလိမ့်မယ်အဲ့ဒီ clear ဖြစ်တယ်နော်အဲ့ဒီအလုံး clear ဖြစ်လားအလုံးဒီ clear ဖြစ်လားနားလည်လားဟယ်လိုကြားလားကိုကနေကိုခေါ်လိုက်မယ်ခေါ်ပြီးလို့ရှိလို့ရှိရင်ခေါ်ပြီးလို့ရှိရင်ကိုကဘာသွားမလဲဆိုတော့ရှိလို့ရှိရင်ဒီကနေကိုတို့ window ယူပြီးလို့ရှိရင်ကိုကဘာလုပ်မလဲဆိုတော့ open အဲ့မှာကိုက selection ယူတဲ့အခါမှာ select မှာကိုကဒီအမှတ်ကလေးလေးခုလုံးကိုယူထားပြီးမယ်အော်တစ်ခုဖြုတ်ထားမယ်နော်အဲ့တော့ကိုတို့ကဘာယူမလဲဆိုတော့အရင်ဆုံး HDR view ကိုသွားလိုက်မယ် HDR view ယူသွားရင်ကိုကဘာလုပ်မလဲဆိုတော့ဒီမှာကိုတို့မြင်းချောင်းလေးဒီ1 2 3 3ချောင်းဖြစ်နေတယ်ကိုတို့တကယ်လိုချင်တာကကိုတို့ကနှစ်ကွက်စာပဲရှိတယ်ဒီမှာတစ်ကွက်ဒီမှာတစ်ကွက်နှစ်ကွက်စာဖြစ်တယ်အဲ့တော့ကိုက3ကွက်စာလိုချင်တယ်ဆိုတော့ဒီမှာထပ်ပြီးတော့မြင်းချောင်းလေးထပ်ခွဲရမယ်ဒီမြင်းချောင်းလေးကိုဘယ်လိုခေါ်လဲဆိုတော့ reference plane လို့ခေါ်တာပေါ့နော်အဲ့တော့ကိုက create ကိုသွားမယ် create ကနေပြီးတော့ကိုက slash ရှိတယ် property ရှိတယ် font ရှိတယ် model ရှိတယ် control ရှိတယ် connection ရှိတယ် data ဆိုတဲ့အုပ်စုထဲမှာ reference plane ကိုတွေ့ရလိမ့်မယ်အဲ့တော့ reference plane ကိုယူလိုက်မယ်ပြီးတော့အလယ်မှာမြင်းချောင်းတစ်ချောင်းဆွဲမယ်ဒီလယ်မှာမြင်းချောင်းတစ်ချောင်းဆွဲမယ်အဲ့ဒါဆိုလို့ရှိရင်ကိုကအဆင်ပြေတယ်အလယ်ဒီလယ်မှာရှိတဲ့သူ့ရဲ့မူလမြင်းချောင်းလယ်တော့ကိုမသုံးဘူးပေါ့နော်မသုံးဘူးဆိုတော့ကိုကဒီအမဲ့လွတ်ထားလိုက်မယ်အဲ့တော့ကိုကဘာလုပ်မလဲဆိုတော့ဒီမြင်းချောင်း၃ချောင်းကိုကဘာလုပ်မလဲဆိုတော့ equal ချမယ်အဲ့တော့ dimension ခေါ်မယ်အဲ့တော့ဒီမှာကိုကဘာရှိလဲဆိုတော့ dimension ယူလို့ရှိရင်ဒီမြင်းချောင်းရဲ့ဒီဘက်ကကိုတို့ဆွဲတဲ့ brown ဆုံးအလဲကမြင်းချောင်းရဲ့ဒုတိယမြင်းချောင်းရဲ့ဟိုနောက်ဆုံးမြင်းချောင်းရဲ့ dimension တစ်ခါနဲ့တိုင်းမယ် dimension 10လေးခုတိုင်းပြီးသွားပြီဆိုရင်မောက်ကိုလွတ်တဲ့နေရာမှာ click ချမယ်အဲ့တော့ပြန်ပြမယ်အဲ့တော့ dimension ယူမယ်ဒီဘက်အစွန်ဆုံးကမြင်းချောင်းကိုတစ်ချက်နှိပ်ဒုတိယမြင်းချောင်းကိုတစ်ချက်နှိပ်ဒီလေကဒီမြင်းချောင်းကိုတစ်ချက်နှိပ်ဒီညာဘက်နောက်ဆုံးကမြင်းချောင်းကိုတစ်ချက်နှိပ်ပြီးလို့ရှိလို့ချင်းကိုယ့်ရဲ့ dimension ကိုအဆုံးသတ်ဖို့အတွက်လွတ်တဲ့နေရာလေးမှာ click ချက်နှိပ်ပြီးရင်ကိုကဘာယူရမလဲဆိုတော့ scale ကိုယူရမယ် scale ကိုက1/2လောက်ထားလိုက်1/2ထားလိုက်မရသေးဘူးဆိုတော့3/2လောက်ထားလိုက်ပါနော်ထားပြီးရင်ကိုကဘာလုပ်မလဲဆိုတော့ cancel ထွက်မယ် cancel ထွက်ပြီးရင် dimension ကို select ပေးပြီးတော့ဒီမှာ equal ထားလိုက်အားလုံးဒီစီ clear ဖြစ်လားအားလုံးဒီစီ clear ဖြစ်လားsubscribe မမြင်ရအောင်ဟဲ့လားကျွန်တော်လူရ subscribe မြင်ရလားဟော okay okay ကျန်တယ်နေကြော်လို့ subscribe မမြင်ရအောင်မမြင်အောင်လားခဏလေးဘာလို့ subscribe အခုမှမြင်ရဟောပြန်ဖြတ်လိုက်ပြီခဏလေးကိုပြန်ရှင်းလိုက်မယ် subscribe အခုက subscribe မြင်ရပြီလားမြင်ရပြီဆရာခုနပျောက်သွားတာဟုတ်လားခဏလေးခုပြန်ပြလိုက်မယ်ဒါနော် fine ပြီးတော့ကိုက new တွေကနေပြီးတော့ကိုဘာလုပ်မလဲဆိုတော့ auto doors window ပေါ့နော် window open အဲ့တော့ကိုကဒီကနေခတ်တုတ်သွားမယ်ဆိုတော့ ACR ကိုကိုသွားမယ်တောက်လို့ရှိရင်ကိုကဒီ reference line ကိုကိုယူလိုက်မယ် reference line က create font model control connection data ဒီမှာကိုရဲ့အသစ်ကဘာသိလဲဆိုတော့ဒီ reference line ကတော့ကို command အသစ်ပေါ့နော် reference line ကိုယူလိုက်မယ်ယူပြီးတော့ကိုကမြင်းချောင်းဒီချောင်းဆွဲမယ်နောက်ချောင်းဆွဲမယ်အားလုံးကဒီမှာမြင်းချောင်း၅ချောင်းဖြစ်သွားတယ်1 2 3 4 5ဒီအလယ်မှာရှိတဲ့မြင်းချောင်းကိုကအသုံးမပြုဘူးမိထားလို့ရတယ်အဲ့တော့ dimension ခေါ်မယ် dimension အဲ့တော့ align dimension ကိုယူလိုက်မယ်ဒီပေါ်ဆုံးမှာ dimension ရှိတယ်အဲ့လိုမှမခေါ်ဘူးဆိုရင် keyboard ကနေပြီးတော့ d i အဲ့ dimension ယူမယ်ဆိုတော့ဒါလေးကို select ပေးမယ်ဒီ dimension ယူမယ်အလဲကမြင်းချောင်းကိုမယူဘဲနဲ့ဒီဘက်က dimension နှိပ်မယ်ဒီဘက်က dimension ကိုနှိပ်မယ်ပြီးလို့ရှိရင်မောင်းနဲ့လွတ်တဲ့နေရာမှာ click ပြီးရင်ကိုတော့ဘာယူမလဲဆိုတော့ equal ကိုကိုတော့နှိပ်လိုက်အဲ့ဒါဆိုရင်ကိုတို့ dimension လေး၃ခွက်ဒီအညီမျှဖြစ်သွားတယ်မယုံရင်ပြန်တိုင်းကြည့် cancel နှစ်ခါထွက်ပြီးတော့ကိုတော့ dimension ခေါ်မယ်ဒီကနေဒီကိုတပေဒီကနေဒီကိုတပေဒီကနေဒီကိုတပေအားဆိုရင်ကိုတို့ကတပေခွက်၃ခွက်တစ်ခွက်ရပြီ
ကိုတို့ window တွေကလေအားလုံးမကိုတို့ designer window တွေဆိုလို့ရှိရင်တော့ဒီမျိုးနှစ်ချက်တွဲတွေဒီမျိုးလာအောင်ပါဗောနော်ဒီမျိုးကလန့်ပြက်တွေလည်းလာအောင်ပါဒါပေမဲ့လောလောဆယ်ကတော့ကိုကကလန့်ပြက်တွေကိုခဏထားခဲ့လိုက်မယ်ဒါလေးတွေရှင်းပြအဲ့တော့ဒီမှာကိုက frame ဆွဲမယ်ဗောနော် frame ဆွဲတာတော့နည်းလေးပိုခတ်တယ်အဲ့တော့ကိုက extrusion ကိုယူလိုက်မယ်ယူပြီးတော့ထုံးစံတိုင်းမယ် rectangle ယူမယ်ဒီကနေကိုအစဆုံးပြီးရင်ကိုက lock လေးခုခတ်မယ်အဲ့ lock ကတော့အရေးကြီးဆုံးအချက်ပဲ lock ခတ်ပြီးသွားရင်ကိုကဘာလုပ်မလဲဆိုတော့ offset ရိုက် offset ကကိုတို့တေချာသွားအောင်နှစ်လက်မှာပဲကိုရက်လိုက်မယ်ပြီးလို့ချင်းကိုကဘာနဲ့လုပ်မလဲဆိုတော့ fillet နဲ့ဒီကောင်လေးတွေကိုလိုက်ပြီးတော့ကိုကညှိလိုက်မယ်ဒီမှာနည်းနည်းလေးဘာပို့ပြီးတော့ခတ်သွားလဲဆိုတော့နည်းနည်းလေးပို့ခတ်သွားတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီထဲမှာ frame နှစ်လက်မှာစီထားတယ် frame နှစ်လက်မှာတွေကိုအညီမျှဟမယ်ဆိုတော့ဘယ်လိုဟမလဲပေါ့နော်အဲ့လေးကိုဆက်ပြမယ်အဲ့တော့အဲ့လေးကိုဘယ်လိုဟမလဲဆိုလို့ရှိရင်ကိုဒီထဲမှာကိုက line လေးတစ် line ယူလိုက်မယ် click အဲ့ဒီ line လေးဒီဘယ်လောက်ဟမလဲ offset ကိုနှစ်လက်မရိုက်မယ်အဲ့ဒီ clear ဖြစ်လားဒီစီ clear ဖြစ်တယ်နော်အားလုံးပဲဒီစီ clear ဖြစ်လားအဲ့တော့ lemma line ဆွဲတဲ့ခါကျရင်ကိုကဒီ lemma ရှိတဲ့ဒီမြင်းချောင်းကိုမဆွဲဘဲနဲ့အမြင်းချောင်းခွဆွဲပါနော်မြင်းချောင်းလေးဒီလိုခွဆွဲလိုက်ရပြီ lemma ရှိတဲ့မြင်းချောင်းလေးကိုမဆွဲနဲ့မြင်းချောင်းလေးကိုနည်းလေးခွဆွဲလိုက်โอเคအဲ့တော့ကိုတို့ lemma မြင်းချောင်းလေးဆွဲတဲ့ခါကျရင်သူ့ရဲ့ဒီမှာရှိတဲ့မြင်းချောင်းလေးအတိုင်းမှာ sorry cancel နှစ်ခါတက်မယ် lemma မြင်းချောင်းဆွဲတဲ့ခါကျရင်ကိုပေးရဲ့ယာယီ line ပေါ်မဆွဲနဲ့ဘေးမှာပဲတက်တက်လေးနည်းလေးခွဆွဲလိုက်တစ် line ဘေးမှာ line တစ် line ခွဆွဲလိုက်ကိုတို့ဆွဲမဲ့ line ကြီးဘယ်လောက်ယူရမှာလဲဆိုတော့ offset နှစ်လက်မယူရမှာ2ဒီဘက်ကိုတစ် line ပြစ်လိုက်ဒီဘက်ကိုတစ် line ပြစ်လိုက်အဲ့ဒီအားလုံး clear ဖြစ်သွားပြီနော်ဒီစီ clear ဖြစ်တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုလို့ရှိရင်ကိုကဘာလုပ်မလဲဆိုတော့ဒီမြင်းချောင်းလေးကိုကိုကဒီမြင်းချောင်းကို section ပေးဒီဘက်တည်းကနေပြီးတော့ဒီဘက်ထိပြေးကတ်လိုက်အဲ့တော့ဒီဘက်မှာရှိတဲ့ဟာနဲ့ join ထားတဲ့ဟာကိုကိုကဖြတ်ပြီးတော့ဒီဘက်ကိုရွှေ့လိုက်တဲ့အတွက်မြင်းချောင်းကဘာဖြစ်သွားလဲဆိုတော့ unjoin ဖြစ်သွားတယ် okay အောက်မြင်းချောင်းနဲ့ဆက်လက်ပြီးဒီကောင်လေးကိုကိုကဒီဘက်ကိုရွှေ့ဆွဲလိုက်မယ်သူလည်းဘာဖြစ်သွားမလဲ unjoin ဖြစ်သွားမယ်အဲ့ဒါဆိုရင်ကိုကမြင်းချောင်းလေးဒီမှာတစ်ခါထပ်ဆွဲမယ်လေမြင်းချောင်းကိုထပ်ဆွဲလိုက်မယ် click lock ချလိုက်မယ်ဒီမြင်းချောင်းတစ်ခါထပ်ဆွဲမယ် lock ချမယ်lock ချမယ်ဒီမြင်းချောင်းလေးကိုထပ်ဆွဲမယ် lock ကဘယ်ရောက်သွားလဲဆိုဒီရောက်သွားတယ် lock ချမယ်ဒီမြင်းချောင်းလေးကိုဒီထိဆွဲမယ်ကိုကဘာဖြစ်သွားမလဲဆိုတော့ lock ချမယ်အဲ့ဒီမှာကိုကနှစ်ခုခွဲသွားပြီဆိုတော့နည်းနည်းလေးရှုပ်ထွေးတာလေးပါလာဥပမာဆိုရပါတော့ဒီမှာရှိတဲ့ frame လေးဒီဘယ်လောက်ယူမလဲနှစ်လက်မလိုချင်တာအဲ့တော့ dimension တိုင်းမယ်ဒီမှာ dimension လေးယူလိုက်မယ်ယူပြီးတော့ဒီဘက်မြင်းချောင်းရယ်ဒီဘက်မြင်းချောင်းရယ်ဆက်လက်ပြလိုက်မယ်နှစ်လက်မကွက်တီတယ်အဲ့နှစ်လက်မကိုကိုကဘာလုပ်မလဲဒီမှာတစ်ခု update ဖြစ်တာအဲ့ဒါလေးပေါ့နော်ဒီကောင်လေးနှစ်လက်မကိုလော့ချဒီဘက်မြင်းချောင်းနဲ့ဒီဘက်မြင်းချောင်းနဲ့ဆက်လက်ပေးမယ်သူလည်းကန်ကောင်းစွာနဲ့နှစ်လက်မဖြစ်နေလော့ချဒီဘက်မြင်းချောင်းနဲ့ဒီဘက်မြင်းချောင်းကိုဆက်လက်ပေးမယ်သူလည်းဘလော့ဖြစ်မလဲနှစ်လက်မလော့ချဒီဘက်မြင်းချောင်းဒီဘက်မြင်းချောင်းဆက်လက်ပေးမယ်သူလည်းဘာလုပ်မလဲလော့ချအဲ့ဒီ clear ဖြစ်လားအဲ့ဒီ clear ဖြစ်လားအားလုံးဒီစီ clear ဖြစ်လားအားလုံးဒီစီ clear ဖြစ်လားဟုတ်ရပါဟုတ်ကဲ့ပါဆရာကိုနောက်တော့ပြန်ပြမယ်ပေါ့နော်ဒီမှာရှိတဲ့မြင်းချောင်းလေးတွေကိုလုံးဒီမှာရှိတဲ့မြင်းချောင်းလေးရနှစ်လက်မမြင်းချောင်းလေးအကောင်လေးက dimension တိုင်း dimension ဆိုတော့ဒီအပေါ်ဆုံးမှာအ9 dimension ရှိတယ်ပေါ့နော်ဒါမှမဟုတ် di ကိုနှိပ်လိုက် shortcut နဲ့ဆိုရင် di အနာခောက်စရာမလိုဘူးနော်ဒီဘက်မြင်းချောင်းဒီဘက်မြင်းချောင်းအပေါ်မှာ click ချသူ့တခါလေး lock ချဒီဘက်မြင်းချောင်းဒီဘက်မြင်းချောင်းအပေါ်မှာလွတ်တဲ့နေရာမှာ click ချငေါ့ကိုစမ်းမြင်းချောင်းမှာသွားမထိဘူးလွတ်တဲ့နေရာမှာသွားပြီး click ချမယ်ပြီးရင် lock ဒီဘက်မြင်းချောင်းဒီဘက်မြင်းချောင်းလွတ်တဲ့နေရာမှာကိုက lock ချမယ်ပြီးရင် click ဒီဘက်မြင်းချောင်းဒီဘက်မြင်းချောင်းလွတ်တဲ့နေရာမှာ click ချမယ်ပြီးရင် lock သူ့ရဲ့ date ကတော့လုံးဝ constant လိုက်တာနှစ်လက်မတဲ့ပို့ပြီးတော့အကြည့်သေးမလို့ဘူးအဲ့ဒီ clear ဖြစ်တယ်နော်အားလုံးဒီ clear ဖြစ်တယ်နော်ဟုတ်ပါတယ်ဆရာအဲ့ဒါဆိုရင်ဒီမှာ line လေးခုကနှစ်လက်မ clear ချပြီးသွားပြီအဲ့ဒါဆိုရင်ကိုကဘာလုပ်မလဲဆိုတော့ကိုသူ့ကို equal ထားပေးရမယ်အဲ့တော့ equal ထားဖို့အတွက်ကို align ယူလိုက်မယ်ဒီ layer မှာရှိတဲ့အကွက်တွေကတစ်ခုနဲ့တစ်ခုမညီဘူးဖြစ်နေတယ်အဲ့လေကိုက equal ထားမယ်ဆိုတော့ကိုကတိုင်းမယ်ပေါ့နော်ဒီဘက်နှစ် line ရှိတယ်ညာဘက်က line ကိုယူမယ်ဒီမှာနှစ် line ရှိတယ်ညာဘက်က line ကိုယူမယ်ဒီမှာနှစ် line ရှိတယ်ညာဘက်က line ကိုယူမယ်နှစ် line ရှိတယ်ညာဘက်က line ကိုယူမယ်အဲ့လိုမြင်းချောင်းလေးယူပြီးတော့အဲ့ကောင်လေးကို equal ယူလိုက်အဲ့ဒါဆိုရင် layer မှာရှိတဲ့သုံးခွက်ဒီအလိုလျောက်ကိုအညီမျှဖြစ်သွားပြီအဲ့ဒီ clear ဖြစ်လားအဲ့ဒီ clear ဖြစ်လား
နောက်ချိန်ကိုပြန်ပြမယ်နောက်ချိန်ပြန်ပြမယ်ဒါလေးကနည်းနည်းရှုပ်ပါဆိုလို့အရင်ဆုံးကဘာလုပ်မလဲဆိုတော့ dimension ခေါ်မယ် dimension ကိုအင်္ဂလိပ်လို di အနာခောက်စရာ space ပုတ်စရာမလိုအဲ့တော့ဒီပြမြင်းကြောင်းနှစ်ကြောင်းကိုတိုက်မယ်လွတ်တဲ့နေရာမှာချမယ်တိုင်းထားတဲ့ dimension ကိုလောချမယ်ဒီပြမြင်းကြောင်းလေးကိုဆက်လက်ပေးမယ်တိုင်းထားတဲ့ dimension လေးကိုပိုလောချမယ်ပြီးတော့ဒီပြမြင်းကြောင်းလေးနှစ်ခုကိုဆက်လက်ပေးမယ်တိုင်းထားတဲ့ dimension လေးကိုဘာလုပ်မလဲလောချမယ်ဒီပြမြင်းကြောင်းနှစ်ခုကိုဆက်လက်ပေးမယ်တိုင်းတဲ့ dimension ကိုလောချမယ်ကိုလိုချင်တဲ့ကွက်ကြီးကအလေကွက်ကိုအရင်မျှလိုချင်တာအဲ့တော့ဒီဘက်ကမြင်းနှစ်ကြောင်းကိုညာဘက်ကမြင်းကြောင်းယူမယ်ဒီဘက်ကမြင်းနှစ်ကြောင်းကိုညာဘက်ကမြင်းကြောင်းယူမယ်ဒီဘက်ကမြင်းနှစ်ကြောင်းကိုညာဘက်ကမြင်းကြောင်းယူမယ်ဒီဘက်ကမြင်းနှစ်ကြောင်းကိုညာဘက်ကမြင်းကြောင်းယူမယ်ဆိုလိုတဲ့အဓိပ္ပာယ်ကဒီဘက်မြင်းကြောင်းကိုတစ်ချက်နှိပ်ဒီဘက်ကမြင်းကြောင်းကိုတစ်ချက်နှိပ်ဒီဘက်ကမြင်းကြောင်းကိုတစ်ချက်နှိပ်ဒီဘက်ကမြင်းကြောင်းကိုတစ်ချက်နှိပ်ပြီးတော့လွတ်တဲ့နေရာမှာတစ်ချက်နှိပ်ပြီးရင်ကိုကဘာကိုယူမလဲ equal ယူလိုက်မယ်ဒါဆိုရင်ဒီအပေါ်သုံးခုကလုံးဝ equal ဖြစ်သွားတယ်အဲ့ဒါအားလုံးပြီးသွားရင်ကိုကဘာနေမလဲ finish model နှိပ်လိုက်ကိုက AC ကပြီးသွားရင်ကိုကဘယ်သွားမလဲဆိုတော့ floor plan တွေကိုပြန်သွားမယ်သွားပြီးအကောင်လေးကဒီဘက်ပြင်မှာကတ်မယ်လော့ချမယ်ဒီဘက်နှကန်းလေးဒီဘက်အတွင်းမှာကတ်မယ်လော့ချမယ်ပြီးလို့ရှိရင်ကိုက3 view နဲ့သွားကြည့်မယ်3 view ကအဖြူဖြစ်နေတယ်ကိုကဘာနဲ့ကြည့်မလဲရှေ့နဲ့ကြည့်မယ်ကိုတို့ဆွဲလိုက်တဲ့မြင်းချောင်းဒီလုံးဝ exactly အလဲအညီဖြစ်နေတယ်အဲ့ဒါကိုကိုကနည်းလေးအချင်းကျယ်လုပ်ကြည့်မယ်အဲ့တော့ family property type မှာကိုက4 ပေပတ်လဲလုပ်ကြည့်ရမယ်4 ပေ4 ပေအလဲမှာကွက်တိအညီပဲ6 ပေလောက်ယူမယ်ဆိုရင်အလဲမှာကွက်တိအညီပဲ6 ပေမြည်ပဲနဲ့မာကနန်းဖြစ်တဲ့6 ပေတလားမလောက်ယူလိုက်မယ်အလဲမှာကွက်တိပဲ2 ပေပဲယူမယ်ဆိုလဲအလဲမှာကွက်တိပဲ so perfect အဲ့တော့ကိုက4 ပေပတ်လဲပြန်ထားလိုက်မယ်အပေါ်ပြန်တင်ကြည့်မယ်အပေါ်ကို6 ပေဆိုရင် so great ဒီကိုရဲ့ designer window ဖြစ်တဲ့အတွက်သူ့ window ဒီကိုအပေါ်တစ်ခါထပ်ပြီးတော့ပြန်ခွဲမယ်ဥပမာဆိုကြပါတော့ဒီဘက်အလဲမှာတစ်ပိုင်းထည့်မယ်ဒီဘက်အလဲမှာတစ်ပိုင်းထည့်မယ်အပေါ်မှာကျတော့တစ်ပိုင်းတိုးမယ်အဲ့တော့ကိုလိုချင်တဲ့အရေးအတွက်ကြောင့်ထပ်ပြီးတော့ပိုင်းနေတယ်ဆိုတဲ့အတွက်ကိုကဘာထပ်တိုးမလဲဆိုတော့ reference line လေးတစ် line ထပ်တိုးမယ်ပုံမှာတစ်ခွက်တဲ့ reference line တစ် line တိုးမယ်ပြီးရင်အလဲမှာလည်း reference line reference line တွေတိုးတာပြန်ဖြစ်လိုက်မယ် sorry ကိုမှားသွားတယ် reference plane ထိုးပေးရမှာအဲ့တော့ကိုက create ကိုသွားမယ် reference plane ယူလိုက်မယ်ပြီးအပေါ်မှာအားလုံးမှာအကွက်3ခွက်ယူမယ် click အလဲမှာအကွက်တစ်ခွက်ယူမယ် click ဒီကတော့ကိုရိုနည်းလေး update တစ်ခုထပ်တိုးမယ်ပေါ့နော် update လေးတစ်ခုထပ်တိုးပေးမယ်ဘာတိုးမလဲဆိုတော့အပေါ်မှာရှိတဲ့အကွက်လေးကို dimension တိုင်းမယ်အောက်မှာရှိတဲ့အကွက်ကို dimension တိုင်းမယ် okay ပေါ်မှာရှိတဲ့အကွက်ကို dimension တိုင်းအောင်လည်းမဟုတ်ဘူးသူနာမည်လေးတစ်ခုပေးခဲ့မယ်နာမည်လေးဘယ်လိုပေးမလဲဆိုတော့ဒီ dimension လေးကို select ပေးလိုက်မယ် select ပေးလိုက်ပြီးတော့ဒီအပေါ်မှာ label dimension ဆိုတာလေးရှိတယ်ပေါ့နော်အဲ label dimension ရဲ့ညာဘက်ချမ်းမှာ create parameter လေးတစ်ခုရှိတယ်အပေါ်မှာဘာရှိလဲဆိုတော့ label dimension ရှိတယ်အဲ့မှာဘေးမှာညာဘက်ချမ်းမှာဘာရှိလဲဆိုတော့ create parameter ရှိတယ်အဲ့ create parameter လေးကိုဘာလုပ်မလဲ click ချက်နှိပ်လိုက်အဲ့တော့အစနေပြန်ပြမယ်အစနေဘာပြန်ပြမလဲဆိုတော့ဒီအပေါ်မှာရှိတဲ့မြင်းချောင်းလေးကို select ပေးမယ်ဒီပေါ်မှာ label dimension ကို click ချက်နှိပ်မယ်ပြီးပြီးရင်သူ့နာမည်ပေးမယ်ပေါ်မှာရှိတဲ့အကွက်မလို့ head လုပ်ပေးမယ်ဟုတ်ပြီနော် head လုပ်ပေးလိုက်မယ် okay ဒါဖြင့်အောက်မှာရှိတဲ့အကွက်ကြတော့ဘယ်လိုခေါ်မလဲ button လုပ်ပေးလိုက်မယ်အဲ့တော့ပေါ်အောက်မှာရှိတဲ့ dimension ကို select ပေးလို့ရှိရင် label နေရာမှာကိုက create dimension ခေါ်မယ်သူကြတော့ဗာလဲ button အဲ့တော့ဒီနေ့ဒီမှာကိုကအသစ်နှစ်ခုတိုးတယ်ဘာလဲဆိုတော့နံပါတ်1က reference plane နံပါတ်2ကကြတော့ဗာလဲ dimension နံပါတ်3ကကြတော့ဗာလဲဆိုတော့နံပါတ်3ကကြတော့ဗာလဲဆိုတော့ကိုကနံပါတ်3ကဗာလဲဆိုတော့ select ပေးဒီမှာ label ထိုးလိုက်တာပေါ့ label dimension တစ်ခုထပ်ထိုးလိုက်တယ်အဲ့ဒီအားလုံး clear ဖြစ်လားအားလုံးဒီ clear ဖြစ်လားဟုတ်ပါဆရာအဲ့ဒါဆိုရင်တို့ window ကို creation လုပ်ပြီးသွားပြီဆိုရင်ဒီလေမှာကိုကထပ်ပြီးတော့ပိုင်းနေတာဆိုတော့ဘာလုပ်မလဲဆိုတော့ဒီမှာရှိတဲ့ကြီးပေါအောင်ကိုက select ပေးလိုက်ကိုတော့အရင်တော့ကြီးပေါအောင်တော့ creation လုပ်တယ်အသစ်တွေပဲကိုကထပ်ပြီးတော့ creation လုပ်သွားတာအဟောင်းကိုကဘယ်လိုပြန်လဲဆိုတော့မပြောခဲ့ဘူးပေါ့နော်အခုကျတော့အဟောင်းပြင်မယ်ဒီ frame ကိုဒီမှာရှိတဲ့ frame ကိုက select ပေးမယ် select ပေးရင်အပေါ်ဆုံးကဘာပါလဲဆိုတော့ modify extrusion ပါလာတယ်အဲ့ modify extrusion မှာကိုကဘာရှိလဲဆိုတော့ slash ရှိတယ် property ရှိတယ် clipboard ရှိတယ် geometry control modify measure create ဒီပေါ်မှာ edit extrusion ဆိုတာရှိတယ်ဗောနော်အဲ့ကောင်လေးကို click ချက်နှိပ်လိုက်ဒါဆိုခုနကကိုတို့ creation လုပ်ထားတဲ့ extrusion ကိုပြန်ရောက်သွားတာကိုတွေ့ရလိမ့်မယ်အဲ့တော့ကိုတို့ထုံးစံတိုင်းပဲဒီမှာဘာလုပ်မလဲဆိုမင်းချောင်းဆက်မယ်ဒီနားလေးမှာမင်းချောင်းဆက်မယ်အဲ့မင်းချောင်းလေးကိုဘာလုပ်မလဲလော့ချမယ် okay အလဲမှာလည်းကိုကဒီဘက်အောက်မှာလည်းကိုကမင်းချောင်းဆက်မယ်အဲ့မင်းချောင်းလေးကိုဘာလုပ်မလဲလော့ချမယ်လော့ပြောက်သွားတယ်ရှာဘယ်ရောက်သွားလဲမသိဟောဒီမှာလော့တွေ့ပြီလော့ချဒီမင်းချောင်းလေးတွေကဘယ်လောက်လုပ်မှာလဲဆို offset 2 လမ်းမလုပ်ချင်တာ offset အောက်ကို2 လမ်းမရိုက်
ဒီမင်းကြောင်းလေးဒီကွာအောက်ဆက်ကဘလောက်ချင်လဲနှစ်လက်မအပေါ်တင်မယ်အဲ့တော့ဒီနှစ်ခုလဲကွာဘာလို့မလဲနေရာရွေ့မသွားအောင်ကြီးရသေးတာဖြစ်မသွားအောင်သူ့ဘာလို့မလဲ dimension တိုင်းပေးရမယ်သူ့ကွာအကြီးကျယ်ဖြစ်သွားမှာမလိုချင်ဘူးကွာအသေးထားနေတာဖြစ်တဲ့အတွက်သူ့ကို dimension တိုင်းမယ် dimension ယူပြီးတော့ဒီမင်းကြောင်းနှစ်ခုကိုတိုင်းမယ်တိုင်းပြီးတော့တခါတည်းကွာဘာလို့မလဲ lock ပေးလိုက်ဒီမှာရှိတဲ့ frame လဲကွာနှစ်လက်မအတိထားခြင်းတာနှစ်ခု dimension တိုင်းပြီးတော့ဘာလို့မလဲ lock ချလိုက်အားလုံးပြီးသွားရင်အားလာပြီးသွားပြီဆိုရင်ကိုကဒီမှာရှိတဲ့ဒီဘေးမော့ဒီကောင်လေးဒီဘာလို့မလဲကိုလိုထုံးတဲ့တိုင်းပဲမင်းကြောင်ဆက်လက်ပြီးအောင်ဆွဲချပြီးရင်ကိုကဘာလို့မလဲအန်ကျွမ်းနေမယ်ဒီမင်းကြောင်ဆက်လက်ပြီးအောင်ဆွဲချပြီးရင်ကိုကဘာလို့မလဲအန်ကျွမ်းနေမယ် okay so great ဒီဘက်မင်းကြောင်လေးဆက်လက်ပြီးမယ်ကိုကဘာလို့မလဲအောင်ဆွဲချသူ့ရဲ့အဆက်ကလေးအောင်ဆွဲချပြီးရင်ကိုကဘာလို့မလဲအန်ကျွမ်းဒီမင်းကြောင်ဆက်လက်ပြီးအောင်ဆွဲချ sorry ကိုဘာလို့ရတာမသိဘူးဒီမင်းကြောင်ဆက်လက်ပြီးဒီကနေကိုတော့ dot set sorry ဒီမင်းကြောင်လေးကိုဆက်လက်ပြီးတော့ dot set ချမယ် enjoy ဒါဆိုလို့ရှိရင်ကဘာဖြစ်သွားလဲဆိုတော့ဒီမှာမင်းကြောင်လေးတွေဟာလိုသွားတဲ့နေရာလေးရှိတယ်ဗောနော်လိုသွားနေရာလေးရှိတယ်ကို dimension လေးတွေကမျက်ကြည့်ရှောက်နေအဲ့တော့လိုသွားနေရာရှိတယ်ဆိုတော့ဘာလို့လဲဒီ dimension တွေမျက်ကြည့်ရှုပ်နေဆိုတော့သူ့ကိုဆက်လက်ပြီး keyboard ပေါ်နေဘာနှိမ့်မလဲ height ထားလို့ရတဲ့ဟာရှိတယ်ဘာနှိမ့်မလဲဆို hh အဲ့လိုမှမေ့ချင်ဘူးဆိုရင်ဒီမှာဘာရှိလဲဆိုတော့မျိုးလုံးလေးရှိတယ် height element ဒီကောင်လေးကိုဆက်လက်ပြီးမျိုးလုံးလေးကိုနှိပ်ပြီးတော့ height element ဒီကောင်လေးကိုဆက်လက်ပြီးမျိုးလုံးလေးနှိပ်ပြီးတော့ height element ဒီကောင်လေးဆက်လက်ပြီးမျိုးလုံးလေးနှိပ်ပြီးတော့ height element ဒါဆိုရင်ကိုဒီနေ့မှာအသစ်တစ်ခုထပ်တိုးသွားတယ်အဲ့ဒါဘာလဲဆို height လောက်တာဒီ dimension လေးတွေအကုန်လုံးကိုဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးလို့ရှိရင်ကဘာလို့မလဲဆိုတော့ဒီထဲမှာမျက်မှန်လေးကိုတစ်ချက်နှိပ်ပြီးတော့ height element နှိပ်လိုက်ရဒါဆိုရင်တို့နေရာလေးဒီရှင်းလင်းပေါ်လာတယ်ဒီမှာ dimension တစ်ခုပေါ်သေးတယ်ဆက်လက်ပြီးသူ့လည်းကိုဘာလို့မလဲ high element အဲ့ဒါဆိုရင်တို့လိုတဲ့နေရာလေးရှိတာကိုတွေ့ရလိမ့်မယ်လိုတဲ့နေရာလေးဘာနဲ့လိုက်ဆွဲမလဲ line လေးလိုက်ဆွဲမယ်ပြီးရင်ဘာလို့မလဲဒီမှာ law လေးချမယ် okay ဒီဘက်ချက်မှာလည်းကိုကမြင်းချောင်းလေးရှိတယ်ဆွဲလိုက်မယ်ပြီးရင်ဘာလို့မလဲ law ချမယ်ဒီမှာရှိတဲ့မြင်းချောင်းလေးတွေကိုဘာလို့မလဲဟိုအောက်ထိဆွဲလိုက်မယ်ဒီမှာ law လိုက်ရှာ law ဘယ်ရောက်သွားလဲ law ပြောက်သွားတယ်ဘယ်ရောက်သွားပါလဲ lawလော့ပြောက်သွားတယ်ဗောနော်ဘယ်ရောက်သွားလဲလော့ခဏလေးအကယ်လော့ပြောက်သွားရဆိုဘာလုပ်လို့ရလဲလော့ပြောက်သွားဆိုဒီကောင်ဒီဘက်ဆွေးပြီးတော့ဒီကောင်ဒီဘက်ကိုရွှေ့လိုက်ဒီဘက်ကိုရောက်သွားပြီဆိုဒီကောင်ဒီဘက်ဘေးကိုပြန်ကတ်လိုက်ဒီအောက်ကဒီအောက်ဟာနဲ့ဒရန်နဲ့ဖြစ်သွားပြီဆိုရင်လော့ပေါ်လာတယ်အားလုံးဒီကိုရှိတယ်ဒီကောင်လေးပေါ့အဲ့ကောင်လေးဒီကွာဒီကနေဒီ line ဆွဲလိုက်တယ်ဒီ line ဆွဲလိုက်တယ် line ဆွဲလိုက်တဲ့ခါကျလော့ပြောင်းတယ်ဒီမှာလော့ပေါ်သွားခုနကဘာလို့ပြောင်းနေလဲမသိဘူးအဲ့လိုလော့ပြောက်သွားပြီဆိုဘာလုပ်လဲကန်ဆယ်နှခါထောက်လိုက်ဒီမင်းကြောင်းလေးကိုဒီဘက်ကိုနည်းနည်းပြန်ကျင်းလိုက်အဲ့မင်းကြောင်းလေးနဲ့ဒီကောင်လေးကြီးဒရန်နဲ့ထားလိုက်ဒရန်ထိုင်ဘာလို့မလဲလော့အဲ့လိုလဲလော့ပြန်ချလို့ရတယ်နိုင်ပြန်ယူမယ်တခါတလေကတော့ဒီဘက်မင်းကြောင်းနဲ့ဒီဘက်မင်းကြောင်းနဲ့ကအတိထားလိုက်တယ်လော့ပြောက်သွားရင်ဒီမျိုးလော့မပေါ်ဆိုရင်မင်းကြောင်းလေးကိုဒီဘက်ကိုနည်းရွှေ့လိုက်ရွှေ့ပြီးဒီအောက်ကမင်းကြောင်းနဲ့ဒရန်နဲ့ကိုပြန်ပြီးတော့ဖိရွှေ့လိုက်ပြီးရင်ဘာလို့မလဲလော့အဲ့ဒါဆိုလို့ရှိရင်တို့ဒီအကွက်ရပြီပေါ့နော်လိုချင်တဲ့ကွက်ရပြီဆိုတော့မှတ်ကလေးနေလိုက်ပြီးရင်ကိုက3 view ကိုယူလိုက်မယ်ဒီအပွားကွက်တယ်ဒီကအပွားကွက်ကလေးတွေအကုန်လုံးကပါရာမီတာလေးနည်းနည်းကစားကြည့်ဘယ်လိုကစားမလဲဆိုတော့ parameter ကိုသွားမယ်ပေါ်မှာရှိတဲ့အားလေးကကိုဒီမှာဘာတိုးလာလဲဆိုတော့ HAD hat ဆိုတာလေးတိုးလာတယ် hat က2တပေဖြစ်နေတယ်2အနာခောက်လိုက်2ယူပြီးတော့ကိုဘာနေမလဲဆို apply နေလိုက်မယ်ဒီ hat ကလေးကအောက်ကိုကျလာတယ်အောက်မှာ button ဆိုတာလေးရှိတယ်2ပေကွယ်ကို2ပေလောက်ပဲထားမယ် apply ဒါဆိုရင်2ပေလောက်ဖြစ်လာတယ် okay အဲ့ဒီအားလုံး clear ဖြစ်လား